10 minute ထဲနဲ့ Gemini AI မှာတခြင်းဘယ်လိုထုတ်လို့ရလဲဆိုတော့ကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်အခုကျွန်တော်လုပ်ပြမယ့်အတိုင်းလိုက်ပြီးတော့လိုက်လုပ်ကြည့်ပါကျွန်တော်တို့အရင်ဆုံး ChatGPT ကို prompt ရေးခိုင်းမှာဖြစ်ပါတယ်ကျွန်တော်ခုရေးသလိုရေးလိုက်ပါဒီလိုမျိုး ChatGPT ကနေပြီးတော့ prompt လေးရလာပြီဆိုရင်ကျွန်တော်တို့ copy ကူးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါလေးကို copy လိုက်ပါမယ်ဒါလေးကို copy ပြီးသွားရင်တော့ကျွန်တော် Gemini app ထဲကိုပြန်ဝင်ရမယ်ပေါ့နော်ပြီးရင်ဒီဟာလေးကိုနေလိုက်ပါဒီမှာ create user ဆိုတာရှိပါတယ်ဒီမှာကျွန်တော်တို့ ChatGPT ကနေကူးယူလာတဲ့ prompt လေးကိုထည့်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်လောက်ခိုင်းလိုက်ပါမယ်သူဒါဆိုရင်တော့ Gemini AI ကနေပြီးတော့သချင်းဖတ်နေပေးနေပြီဖြစ်ပါတယ်တချို့တွေဒီနေရာမှာမကောဘူးဆိုရင်ကိုကမြန်မာပြည်မှာနေရဆိုရင်ဒါမြန်မာ region မှာရမရကျွန်တော်လည်းသိချင်မသိဘူးပေါ့နော်ရမရလေးလည်း comment မှာဝင်မှန်းပေးခဲ့ကြပါဦးခင်ဗျာကျွန်တော်တို့ထဲနေတန်းလေးရှာပေးပါမယ်ကျွန်တော်သချင်းလေးရလာပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သူပေးတဲ့သချင်းလေးကိုဖွင့်ကြည့်မယ်ပေါ့နော်ဒီသချင်းလေးကြားတိုင်းပဲမင်းမျက်နှာလေးမြင်ရောင်စေဘယ်မေးမရတဲ့ငါရဲ့အချစ်ရဲ့ဘယ်မေးမရတဲ့ငါရဲ့အချစ်ရဲ့